အဲ့နဲ့သွားရတယ်ရပြီစီလဲလားအဲ့ဒီပိတ်နေလို့အစိမ့်မလဲမီးစိမ့်မလဲဘုရားမှာပြာ လိုက်ကောင်းပါ ပြီးတော့ဘောလိုက်တဲ့ကြည့်တာဒါလေး အားလေအရာ အခုရောက်နေတဲ့နေရာကကြောက်လဲပင်ရကြောက်လဲပင်ရဆိုတာရာဇဂျိုမြို့ရဲ့အောက်ဖက်သွားတဲ့အခါလေးရဲ့ဝင်နေဆိုတော့အဲ့တန်ပတ်ကြီးကနေဒီကြောက်တုံးတွေကိုစားသွားတာနှစ်ကလာပြည့်စရာကြားတဲ့အခါအဒီလေမရကြမ်းခဲ့ပြောမစင်ဟိုတော့ကတဗုဒ္ဓနဲ့ဗန်လီကတော့လည်းဒီလမ်းကြောင်းတွေသုံးရင်သုံးခဲ့မှာပေါ့လေကုန်းဒီကတိုင်းရောက်ပြတယ်တကယ်ကိုမြို့ပြကြီးဖြစ်တယ်ဒီဝါရေးရအလွန်ကောင်းတယ်ကုန်သွယ်ရေးအချက်ချကြတဲ့နေရာဖြစ်တယ်ဒါကြောင့်ဒီနေရာလူလေးတွေပါတယ်အဲ့ဒီခေတ်ကတော့ယထာတွေပါတယ်မရှိတဲ့ကလှဲနဲ့အဓိကသွားကြလာကြတဲ့နေရာမှာဒီလိုကြောက်တုံးကြီးတွေတော့နှစ်ကလာပိတ်စရာကြတဲ့အခါဒါထင်ခဲ့တာပေါ့ဘုံတို့မှာခုနကပြက်ခဲ့တဲ့နေရာကိုအခုတော့တစ်ပင်နဲ့ဒီအောင်နဲ့လေးပါကျမဟုတ်လားနေတန်နေတဲ့အချိန်ဘုံတို့လာပြီးတော့ခိုးသား900နေပြီးတော့ရိုက်တက်တဲ့ကာလာတိလာကြောက်ခိုင်ရှိပါတယ်ဒီတော့နော်ရှင်မမဟုတ်လားရိုက်ခံခဲ့ရတယ်ဒါတော့ဒီနေရာနဲ့ပတ်သက်ပြီးတော့ဒီအထိမ်းအမှတ်အနေနဲ့တည်တရားလေးတစ်ခုပါပဲကျန်တော့ဘာမှထူးခြားမရှိပါဘူးကန်ရပြီနော်အဲ့ဒါဓာတ်ပုံရိုက်ပြီးတော့ရင်ဘုန်းတို့သွားကြအောင်ရှေ့ဆက်သွားအောင်ဒီနေရာ line လေးပေါ့အေးတဲ့ဆရာတော်ဗျာအေးတဲ့ဆိုပါကြောင်းနေတဲ့နဲ့ဆိုတာအနားယူတာပေါ့စုံကွန်စားပြီးတဲ့အခါအနားယူတာအဲ့ဒါကိုနေတဲ့နဲ့လို့ခေါ်တယ်တချို့အရှင်မြတ်တွေမရှင်ကိုရင်ရာဟုလာတို့အရှင်နုရဒဆိုရင်တာဝရဏနတ်ပြည်မှာပဲနေတဲ့အနားယူတာနေတဲ့နဲ့လို့စာထဲမှာပါတာအနားယူတာတချို့လည်းတမပဲချမ်းသာနဲ့နေတယ်တချို့ကလည်းအနားယူတယ်ကိုလည်းပေါ့ပါအဲ့လိုမျိုးအနားယူတဲ့နေရာfinish okay